ကဲထုံးစံတိုင်း Aura Plus ကဆေးချရတဲ့ဒီယာဘော်ဒီကမစီမဆိုင်ဝင်ဆေးချလိုက်ပြန်ပြီရှင်။ဘာဖြစ်လို့လဲဆိုတော့ Aura Plus နဲ့အတူဒီယာဘော်ဒီကရေမွေးတွေမှာကျင်လို့ပါမကြီးပြီးတော့ body lotion တွေညလိမ့်နဲ့အသားဖြူဒီ body lotion တွေလည်းမှာကျင်လို့ပါဆိုတော့ customer တွေအတွက်ကိုအထူးအစီအစဉ်အနေနဲ့ဒီယာဘော်ဒီကပါလိုက်ပြီးတော့10%ချပေးလိုက်ပါတယ်။အဲ့လိုဆိုတော့ဒီယာဘော်ဒီချစ်တဲ့သူတွေရောဒီယာဘော်ဒီနဲ့အတူ Aura Plus ကဒီယာဘော်ဒီတော့အတူတွဲသုံးတဲ့ customer တွေအတွက်လည်းအရန်ကိုစိတ်ချမ်းသာပြီးတော့တပြိုင်တည်းမှာယူလို့ရမယ်အခွင့်အရေးလေးဖြစ်တယ်ဆိုတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်နော်။ဘယ်လိုဒီမှာဆိုလို့ရှိရင်ပေါ့နော် all item ကို10%ချထားပါတယ်။အဲ့တော့အရန်နာမည်ကြီးတဲ့ဘယ်လိုစီကနေရေမွေးတွေရောပြီးတော့ဘယ်လိုအရန်ကြိုက်တဲ့ bubble shower ပေါ့နော် SPS မပါတဲ့ပေါ့နော် lotion အပူလို့နာမည်ကြီးတဲ့အသားဖြူ lotion တွေရောပြီးလို့ရှိရင်သွားတိုက်ဆေးတွေ scrub တွေတခြားရေချိုးဆက်ပြားတွေ body mist တွေပြီးတော့ body cream တွေပေါ့နော်ရေမွေးလို့ရှင်းနေရအစအကုန်လုံးချပေးထားပါတယ် roll on တွေလည်းရှိပါတယ်ရှင်ပြီးတော့ scrub တွေဒီ scrub တွေဆိုလို့ရှိရင်လည်းဘယ်လောက်တောင်ကောင်းလဲဆိုတာထူးတလေကြော်ညာစရာတော့မလိုတော့ဘူး body lotion နဲ့ body mist နဲ့ဒီလိုလက်ဆောင်ပေးလို့ရတဲ့အတွဲဆက်လေးပေါ့နော်ဒီဟာ body ကဘက်ဆယ်တာတွေအပြင်တခြားရွေးချယ်စရာ item တွေအများကြီးပေါ့နော်အခုလူငယ်တွေကြားရောလူကြီးတွေအကုန်လုံးရောလက်ခံထားတဲ့ဘက်ဆယ်လာပစ္စည်းတွေကအစဘယ်နည်းလို့ဒီ10% discount ချပေးထားတယ်ဆိုတဲ့အတွက် Aura Plus ကိုတွဲပြီးတော့ဝယ်လို့ပဲဖြစ်ပေါ့နော်ဒီဟာ body ကိုတွဲဝယ်ပြီးတော့ Aura Plus ကိုရောပြီးမှာကျင်တာပဲဖြစ်တခါတည်းဝယ်လို့မှာလို့ရအောင်လို့အတူတူဈေးချပေးတာဖြစ်ပါတယ်အဲ့လိုဆိုတော့1ရက်ကနေ9ရက်နေ့အထိပဲဘယ်လို promotion ချမှာဖြစ်တဲ့အတွက်ဒီရက်ကလေးတွေမှာလုံးဝနောက်မကျသွားအောင်လို့ရှိတဲ့ပစ္စည်းတွေလည်းကိုလိုချင်တဲ့ပစ္စည်းရရှိသွားအောင်လို့လက်ဦးမှုရယူပါလို့ဘယ်သူကအကြံပေးချင်ပါတယ်နောက်အခြေအနေရပေါ့နော်ဘယ်လောက်မှပြန်ပြီးတော့မှ promotion ချပြစ်မလဲဆိုတာမသေးကြတဲ့အတွက်အခုသေးကြတဲ့အချိန်မှာဝယ်ထားပါလို့တိုက်တွန်းလိုက်ပါတယ်